ဒါကတော့အမှားဆုံးပုံရှိုးရှာဖွေခြင်းပြိုင်ပွဲကြီးပါပဲကျောင်းသူတစ်ထောင်ကကျောင်းတစ်ကျောင်းလုံးမှာရှာဖွေမှုတွေလုပ်နေကြပြီးကစားသမား၈ယောက်ကတော့ကျောင်းရဲ့ထောင်တိုင်းမှာပုံအောင်မှုအတွက်ထူးခြားတဲ့ပုံလေးတွေသုံးကြပါတယ်မိနစ်20ကြာတဲ့အထိသူတို့ကိုမတွေ့ဘူးဆိုရင်ဒေါ်လာ1 သန်းစုကြီးကိုရရှိကြမှာပါပြိုင်ပွဲစတာနဲ့ကစားသမားနံပါတ်1တာကာဟာရှိကကျောင်းအားကစားရုံကိုချက်ချင်းပဲပြစ်မှတ်ထားလိုက်တယ်အားကစားရုံရဲ့လေးပေးဆက်ပေးမှာလူတစ်ယောက်ပုံမှုအလွန်တင့်တော်တဲ့နေရာချင်းလေးတစ်ခုရှိနေတာကိုသူသတိထားမိလိုက်တယ်ပတ်ဝန်းကျင်နေရန်တွေကိုနည်းနည်းလေးပြင်ဆင်လိုက်ရုံနဲ့သူချောချောမွေ့မွေ့ပုံနိုင်တယ်အပြင်ဘက်ကနေဆိုရင်တော့တာကာဟာရှိလိုမျိုးထူးခြားတာဘာမှရှာတွေ့ဖို့အရန်ခက်ခဲမှာပါကစားသမားနံပါတ်2ကီရီကလည်းအားကစားရုံကိုပဲသူ့ရဲ့ပုံအောင်ရနေရာအဖြစ်ရွေးချယ်လိုက်တယ်သူကဝါယာကြိုးကရိယာတစ်ခုသုံးပြီးအားကစားရုံရဲ့မျက်နှာချက်အထိသူ့ကိုယ်သူဆွဲတင်ခိုင်းလိုက်တယ်ဒီ idea ကရဲရင်ပြီးဖြစ်နိုင်ခြေရှိပေမဲ့တခုတည်းသောအားနည်းချက်ကတော့သူ့ခေါင်းကိုအပြည့်အဝဖုံးကွယ်ထားလို့မရနိုင်တာပဲဒါပေမဲ့ကီရီကတော့ဒါကိုကြိုတင်စဉ်းစားထားပြီးသားပါသူ့ခေါင်းပေါ်မှာမိမောက်ထုတ်တက်ထားတဲ့အတွက်တယောက်ယောက်ကမော့ကြည့်ဖို့စူးစမ်းရင်တော့အလင်းရောင်ကသူတို့ကိုချက်ချင်းမျက်စိကျဒိန်းသွားစေမှာပါတစ်ဖက်မှာတော့ကစားသမားနံပါတ်3အိုင်ခါဘဲကကျောင်းကန်တင်းကအမိုက်ပုံးတွေကိုသူ့နေရာဖြစ်ရွေးချယ်လိုက်တယ်အမိုက်ပုံး3လုံးစလုံးကအရွယ်စားတော်တော်ကြီးပါတယ်အမိုက်ပုံး3လုံးရဲ့အတွင်းဘက်တွေကိုဖယ်ရှားပြီးပြုပြင်လိုက်တော့သူ့အတွက်လုံလောက်တဲ့နေရာတစ်ခုဖြစ်သွားတယ်တိုက်ရိုက်ပုံးရင်ကျောင်းသူတွေရှာတွေ့ဖို့လွယ်ကူလွန်းတာကြောင့်သူကအမိုက်ပုံးတွေရဲ့ပုံစံကိုလည်းအလှဆင်ပြီးပြင်ဆင်ထားတယ်ဒီနည်းနဲ့ဆိုရင်တယောက်ယောက်ကအမိုက်ပုံးတွေကိုဖွင့်ကြည့်ရင်တော့ပုံမှန်မဟုတ်တာကိုသတိထားမိဖို့ခက်ခဲမှာပါနေရာပြင်ဆင်မှုနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်ကစားသမားနံပါတ်4ယူမေကိုအောက်ကိုမဖြစ်မနေထည့်ပြောရမှာပါတူလောင်ခန်းကိုသူ့ရဲ့ပုံအောင်ရအဖြစ်ရွေးပြီးနောက်မူလဗီဒီယိုတွေနဲ့မတူပဲအတွင်းဘက်တွေအပြည့်အဝဆက်သွယ်ထားတဲ့ဗီဒီယိုအသစ်တစ်တန်းလုံးကိုပြန်လည်တက်ဆင်လိုက်တယ်တတိယဗီဒီယိုတကားကိုဖွင့်လိုက်ရုံနဲ့သူကဘာပြဿနာမှမရှိပဲလုံးဝလှဲလျောင်းနေနိုင်တယ်အရင်ကကြာရှုံးမှုတွေကနေသင်ခန်းစာယူပြီးနောက်ကစားသမားနံပါတ်5ကိုရိုကာနာနဲ့ကစားသမားနံပါတ်6မတ်ဆူအိုတို့ကဒီတခါတော့တူတူပုံဖို့ဆုံးဖြတ်လိုက်တယ်ဆွေးနွေးပြီးနောက်သူတို့နှစ်ယောက်ကတောင်တက်အားကစားရုံမှာပုံဖို့ရွေးလိုက်တယ်သူတို့ကတောင်တက်နေရန်ကိုချက်ထွင်ပြင်ဆင်ပြီးတယောက်နဲ့တယောက်အပေါ်အောက်ပုံလို့ရတဲ့နေရာတစ်ခုကိုဖန်တီးလိုက်တယ်ဒီအစီအစဉ်တစ်ခုလုံးရဲ့တစ်ခုတည်းသောအားနည်းချက်ကတော့ပြပွဲသမားမတ်ဆူအိုရဲ့မျက်နှာကထွက်နေတာပဲဒါပေမဲ့ပုံမှန်အတိုင်းတွေးခေါ်မှုကကျောင်းသူတွေကိုအလွယ်တကူထောင်ချောက်ထဲရောက်စေနိုင်တယ်ဒီမှာလူတစ်ယောက်ထဲပုံနေတယ်လို့ယူဆပြီးအတူတူပုံချင်းအဖြစ်မတ်ဆူအိုဖမ်းမိသွားရင်တောင်သူကကျောင်းသူတွေကိုအာယုံပြောင်းစေနိုင်ပြီးကိုရိုကာနာကိုအဆုံးထိကြန့်ရှိနေဖို့အခွင့်အရေးပေးနိုင်မှာပါတစ်ချိန်တည်းမှာပဲကစားသမားနံပါတ်9အာယာမကတော့ကျောင်းသူတွေနဲ့အတူပေါ်တင်ပုံချင်းရဲ့လက်တွေ့ဘဝဘာရှင်းကိုကစားဖို့ဆုံးဖြတ်လိုက်တဲ့ကျောင်းသူတွေမှတ်မိမှာကိုရှောင်ရှားဖို့သူကအလဲလက်ရွယ်အမျိုးသမီးတဦးကိုသူ့ဇနီးအဖြစ်ဟန်ဆောင်ဖို့အထူးငှားရမ်းထားပြီးမြင်ကွင်းကိုပုံမူတဘာဝကြအောင်ဖန်တီးထားတဲ့ချစ်စရာကောင်းတဲ့ခွေးလေးတစ်ကောင်ကိုလည်းသူပြင်ဆင်ထားပါတယ်အားလက်ချိန်မှာကျောင်းဝင်းထဲမှာခွေးလေးနဲ့လမ်းလျှောက်နေတဲ့စုံရွက်တွဲကတော့လုံးဝပုံမှန်အတိုင်းပဲဖြစ်နေမှာပါအရာအားလုံးကတော့သူ့ရဲ့တရုပ်ဆောင်စွမ်းရည်အထူးကောင်းမွန်မှုကကျောင်းသူတွေကိုလှည့်စားနိုင်မလားဆိုတာပေါ်မှာပဲမူတည်နေပါတယ်နောက်ဆုံးကစားသမားနံပါတ်10ကတော့ယူဘဗေဒတက်ခွဲခန်းထဲမှာလှုပ်ဝက်နေရာတစ်ခုကိုရှာတွေ့ခဲ့တယ်သူကတက်ခွဲခန်းသုံးပစ္စည်းတစ်ခုကိုရွေးပြီးအောက်ဘက်နေရာကိုအကာရန်တစ်ခုထည့်ပြီးပြင်ဆင်လိုက်တယ်ဒါကလူတစ်ယောက်ပုံဖို့လုံလောက်တဲ့နေရာတစ်ခုဖြစ်သွားတာပေါ့အချိန်ရေးတွက်မှုကနီးလာပြီဖြစ်ပြီးကစားသမားအားလုံးလည်းပုံအောင်ပြီးစီးသွားကြပါပြီသူတို့အဆုံးထိကြန့်ရှိနေနိုင်မလားစောင့်ကြည့်ရအောင်ဗျာ